တနင်္လာနဲ့ငွေနဲ့အားကောင်းတဲ့ချိန်တွေမသိတာပေါ့ဗျာတင်းလာနေနက်9နာရီကနေ10နာရီခွဲကြားအဲ့တဲ့ပူကောင်းတဲ့အချိန်ရှိသေးတယ်ဗုဒ္ဓဘူးနေ့နက်10နာရီခွဲနဲ့12နာရီကြားအဲ့ချိန်တွေမှာမင်းပါလို့နေဟုတ်ကဲ့အဲ့ချိန်တွေမှာကျွန်တော်လက်ပတ်လူပါမယ်ဘယ်လိုလူရမယ်ဆိုတော့ပင်တည့်ရလားသိတာပေါ့ဗျာလက်ပတ်ကိုစီဆိုင်ပြီးတော့လင်ပန်းသေးသေးလေးတွေထည့်ပြီးလူရမှာပေါ့ဗျာအကျော်ထဲเสียမလို့အချုံမုတ်စားထဲเสียမလို့ဟုတ်တယ်မလားအဖတိတ်ဟုတ်တော့ပေါ့ကွာအဲ့လိုလုတ်ပြီးွားရင်ဘယ်လိုကာရာရွတ်ရမယ်ဆိုတော့မသိရလားသိပါတယ်ဗျဒီဝတပိကာရာကိုရွတ်ရမှာပါဒီဝတပိကာရာကိုမရဘူးဆိုတော့အရန်လာပန်တိတ်တိကိုရွတ်ရမှာပါဗျအေးဟုတ်တယ်မင်းပြောတာမှန်တယ်ဒါပေမဲ့ခက်တာကဗျလူတွေကဒီဂျေတွေကရမ်းလွယ်လွန်းတော့ဟုတ်ပါမလားဆိုတန်တရားရှိနေကြတယ်ဗျတဲ့ကက်တဲ့လူတွေပါပဲဗျရဲ့